အားလုံးမင်္ဂလာပါခင်ဗျာအားလုံးကိုမြစ်တိုင်ကနဲ့ကြိုဆိုပါရစေဒီနေ့ဒီဗီဒီယိုကတစ်ဆင့်မကြသေးမီကကျွန်တော်တို့မြစ်တိုင်ကထုတ်ဝေတဲ့ Writing Proposal for a Humanitarian Project ဆိုတဲ့အဆိုပြုလွှာရေးသားနည်းကို briefing ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်အကြောင်းမျိုးမျိုးကြောင့် briefing session ပါဝင်တက်ရောက်ဖို့မရရှိလိုက်တဲ့ humanitarian practitioner တွေအတွက်ရည်ရွယ်ပြီးတော့ပြုလုပ်တဲ့ briefing video သာဖြစ်ပါတယ်2025-26မြန်မာနိုင်ငံရဲ့ပြည်ပခနဲ့အကျက်တီးကာလတွေမှာပြည်တွင်း NGO တွေ INGO တွေ CBO တွေအနေနဲ့အလှူရှင်တွေစီကရန်ပုံငွေရရှိပြီးတော့ပြည်ပခတွေကိုပုံမဆိုးဝါးစေမဲ့ conflict sensitive ထိရောက်တဲ့ humanitarian proposal တွေဘယ်လို professional ကြကြရေးသားရမလဲဆိုတာကိုဒီလမ်းညွှန်စာအုပ်မှာအသေးစိတ်လက်တွေ့ကြကြရေးသားပေးထားပါတယ်ဒီလမ်းညွှန်စာအုပ်ကိုMimu website ရဲ့ call for proposal အောက်က resources document မှာအခမဲ့ရယူနိုင်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့ရဲ့ briefing အစီအစဉ်ကိုစလိုက်ရအောင်ပါဒီ briefing မှာအတိအကျအပိုင်းလေးပိုင်းနဲ့ပြောပြသွားမှာဖြစ်ပါတယ်နံပါတ်1အနေနဲ့လက်ရှိမြန်မာနိုင်ငံရဲ့2025-26အကူအညီပေးရေးအခင်းကျင်းနဲ့ရန်ပုံငွေရရှိနိုင်မဲ့လမ်းကြောင်းတွေကိုနားလည်သဘောပေါက်ခြင်းနံပါတ်2အထောက်အထားခိုင်လုံတဲ့problem statement နဲ့ theory of change ကိုရေးဆွဲခြင်းနံပါတ်3တွာလာခွင့်ကန့်သတ်ချက်တွေကြားမှာဆောင်ရွက်နိုင်မဲ့ log frame target သတ်မှတ်ချက်တွေနဲ့ adaptive work plan ကိုပုံဖော်ခြင်းနံပါတ်4အနေနဲ့ခိုင်မာတဲ့ risk register mail plans protection အပိုင်းနဲ့လက်တွေ့ကျတဲ့ budget ရေးဆွဲနည်းအကြောင်းကိုဆွေးနွေးသွားမှာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိပကတိအခြေအနေကိန်းဂဏန်းတွေကိုကြည့်အောင်2025-26 HNRP ရဲ့အစီရင်ခံစာအရလူပေါင်း 9.9 သန်းဟာအရေးပေါ်ကူညီလိုအပ်နေပြီးတော့အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့သူဟာ3သန်းကျော်ရှိလာပါပြီ73.3 သန်းကစားနပ်ရိက္ခာမလုံလောက်မှု IPC Phase 3အထက်မှာရှိပါတယ်မြို့နယ်ပေါင်း100ကျော်မှာသွားလာခွင့်ကန့်သတ်ခံထားရပြီးတော့ဒီအကျက်တေးတွေကိုတုံ့ပြန်ဖို့အမေရိကန်ဒေါ်လာ1.1 ဘီလီယံရန်ပုံငွေလိုအပ်လျက်ရှိပါတယ်ဆိုတော့ proposal ရေးတဲ့အခါဒီလိုခိုင်မာတဲ့ကိန်းဂဏန်းတွေအချက်လက်တွေကိုတက်တည်ဖြစ်ထည့်သွင်းဖို့အလွန်အရေးကြီးပါတယ်နောက်တစ်ခု data line အကူအညီလိုအပ်ချက်တွေကိုကျွန်တော်တို့ကြည့်ရအောင်ပါမြန်မာနိုင်ငံရဲ့တိုင်းနဲ့ပြည်နယ်အလိုက်လိုအပ်ချက်တွေကတူညီမနေကြပါဘူးဥပမာစကိုင်းမှာလက်နက်ကိုင်ပရိခါနဲ့စပေးရှောင်များလို့ food help shelter နဲ့ protection တွေအဓိကလိုအပ်နေတဲ့အချိန်မှာရခိုင်မှာတော့ပရိခါပြင်တဘာဝဘေးရန်တွေပါထပ်လောင်းကြုံတွေ့ရလို့ waste nutrition နဲ့ရိက္ခာတွေပိုလိုအပ်ပါတယ်အလားတူအရှိတောင်ပိုင်းချင်းရှမ်းကချင်နဲ့မန္တလေးလိုမြို့ကြီးတွေမှာပါ data အလိုက်လိုအပ်ချက်တွေမတူညီတာမို့ proposal ရေးတဲ့အခါမိမိ target လုပ်မဲ့ data ရဲ့ primary crisis ကိုနားလည်ဖို့လိုအပ်ပါတယ်ရန်ပုံငွေရရှိနိုင်မဲ့လမ်းကြောင်းတွေကိုလေ့လာကြည့်ရအောင်ပါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာရန်ပုံငွေဘယ်ကရရှိနိုင်တယ်လဲဆိုတာသိဖို့အမတန်မှအရေးကြီးပါတယ် MHF ကတော့လက်တလောအရေးပေါ်ဒုက္ခသည်တွေကိုကူညီဖို့ပြည်တွင်း NGO တွေ INGO တွေအတွက်အဓိကရန်ပုံငွေရဲ့မန်နိုင်ဖြစ်ပါတယ်ဒါအပြင် ECHO USAID OCHA ရဲ့ Pool Fund AHF နဲ့ bilateral ရန်ပုံငွေတွေဖြစ်တဲ့ FCDO DFAT စတာတွေလည်းရှိပါတယ်ဒီနေရာမှာအတိကအမှတ်ထားရမှာက localization ပါအလှူရှင်အများစုအထူးသဖြင့် MHF ဟာပြည်တွင်းအရက်ဖက်အဖွဲ့အစည်းတွေကိုတိုက်ရိုက်ပံ့ပိုးပေးဖို့ဦးစားပေးလှုပ်ဆောင်နေပါတယ်တစ်ဆက်တည်းမှာပဲ humanitarian needs and response plan ရဲ့မဟာဗျူဟာရည်မှန်းချက်နဲ့ချိတ်ဆက်ဆောင်ရွက်နိုင်ဖို့ကလည်းအဓိကကြတာမို့ HNRP ရဲ့မဟာဗျူဟာရည်မှန်းချက်၄ခုအကြောင်းကိုကြည့်ရအောင်ပါကျွန်တော်တို့ရေးလိုက်တဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံချက် proposal တိုင်းဟာမြန်မာနိုင်ငံရဲ့ HNRP Humanitarian Needs and Response Plan ရဲ့မဟာဗျူဟာရည်မှန်းချက်၄ခုတွေကအနည်းဆုံးတစ်ခုနဲ့ကိုက်ညီနေဖို့လိုအပ်ပါတယ် Humanitarian Needs and Response Plan ရဲ့မဟာဗျူဟာရည်မှန်းချက်နံပါတ်1ကတော့အသက်ကယ်ဆယ်ရေးအကူအညီတွေပေးအပ်ခြင်းဖြစ်ပါတယ် Food, Health, Waste စတာတွေပါဝင်ပြီးတော့နံပါတ်2အနေနဲ့အရက်သားတွေကိုကာကွယ်စောင့်ရှောက်ခြင်း GVB Child Protection
MRE တို့ဖြစ်ပါတယ်နံပါတ်3အနေနဲ့ရေရှည်အဖြေရှာရေးကိုပံ့ပိုးခြင်း shelter လို့ livelihood တို့ပါဝင်မှာဖြစ်ပါတယ်နောက်ဆုံးနံပါတ်4အနေနဲ့ပေါင်းစပ်ညှိနှိုင်းရေးကဏ္ဍကိုမြင့်တင်ခြင်းဖြစ်ပါတယ်မိမိရေးလိုက်တဲ့ proposal ကိုဒီရည်မှန်းချက်တွေနဲ့မဖြစ်မနေချိတ်ဆက်ပြရပါမယ်တစ်ဆက်တည်းမှာပဲ MHF allocation အမျိုးအစားအကြောင်းကိုရှင်းပြချင်ပါတယ် MHF ရန်ပုံငွေရှောက်ထားတဲ့အခါမှာဘယ်တကားကိုခောက်ရမလဲဆိုတာခွဲခြားသိဖို့လိုအပ်ပါတယ် Standard allocation ကတော့ပုံမှန်နှစ်စဉ်ရန်ပုံငွေဖြစ်ပြီးတော့ရှောက်လာဖွင့်ခြင်းပုံမှန်အားဖြင့်2ပတ်ကန်နဲ့4ပတ်ထိဖြစ်ပါတယ်ကာလအားဖြင့်6လကန်နဲ့12လအစီအမံချက်ရေးဆွဲရမှာဖြစ်ပါတယ်နောက်တစ်ခု reserve allocation ဖြစ်ပါတယ် reserve allocation ကတော့ရုတ်တရက်အရေးပေါ်ကပ်ပေးဒါမှမဟုတ်ရုတ်တရက်ပြိပခဖြစ်ပွားချိန်မှာတစ်ပတ်ကနေ2ပတ်အတွင်းလှည့်မြန်စွာနဲ့ရှောက်ထားရပြီးတော့ပုံမှန်အားဖြင့်6လစာရန်ပုံငွေမျိုးဖြစ်ပါတယ်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဆိုပြုလွှာရေးသားတဲ့အခါပြိပခဖြစ်လွယ်မှုသဘောတရားနဲ့ do no harms conflict sensitivity ကိုထည့်သွင်းစဉ်းစားဖို့အမတန်မှလည်းအရေးကြီးပါတယ်ပြိပခပုံမူမဆိုးဝါးစေမဲ့ do no harms သဘောတရားအရာကျွန်တော်တို့ရေးဆွဲတဲ့စီမံချက်တိုင်းဟာလူထုကြား connector ကိုအားကောင်းစေပြီးတော့ divider ကို short ချရပါမယ်ဥပမာရေတွင်းရေကန်ကိုအားလုံးမျှဝေတုံးဆွဲစေတာက connector ဖြစ်ပြီးတော့အကူအညီတွေကိုအစုဖွဲ့တစ်ခုလေးကိုပဲဦးစားပေးလှူဒန်းမိလိုက်ရင် divider ဖြစ်သွားနိုင်ပါတယ်ဆိုတော့ proposal မှာဒီအချက်ကိုရှင်းရှင်းလင်းလင်းသုံးသပ်ပြရပါမယ်ဒါအပြင်စီမံချက်နဲ့ပတ်သက်ဆက်နွယ်သူတွေကိုယ်ရက်ကိုပုံဖော်ခြင်းအခန်းကဏ္ဍဟာလည်းပဲတည်ကြစေဖို့လိုအပ်ပါတယ်မြန်မာနိုင်ငံရဲ့ရှုပ်ထွေးလာတဲ့အခင်းချင်းမှာ stakeholder တွေနဲ့ဘယ်လိုချိတ်ဆက်ဆောင်ရွက်မလဲဆိုတာရှင်းရှင်းလင်းလင်းဖော်ပြရပါမယ်ထိခိုက်ခံရသူတွေလူထုနဲ့သတင်းအချက်လက်ပွင့်လင်းမြင်သာမှု AAP ထားရှိရမှာဖြစ်တယ်လို့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီပေးနိုင်ရေးအတွက်အခြေခံမူတွေနဲ့အညီညှိနှိုင်းဆောင်ရွက်ရပါမယ် PDF နဲ့ SAC တို့လိုဖွဲ့စည်းတွေမှာအတိကအခြေခံမှုဖြစ်တဲ့ကြားနေမှုကိုထိမ့်သိမ်းရမှာဖြစ်ပြီးတော့ပေးကင်းရေးကိုအတိကဆောင်ရွက်ရမှာဖြစ်ပါတယ်အဆိုပြုလွှာရေးတဲ့အခါခိုင်မာတဲ့ problem statement ရေးသားခြင်းကစတင်ပါတယ်အလှူရှင်လက်ခံမဲ့ problem statement တစ်ခုဖြစ်ဖို့ SAPE framework ကိုကျင့်သုံးပါ S ဆိုတာ scale ပြဿနာရဲ့ပမာဏဘယ်နှယောက်ထိခိုက်တယ်လဲ A ဆိုတာ query ပြဿနာရဲ့ပြင်းထန်မှု IPC phase စတဲ့အချက်လက်ပါ P ဆိုတာ perspective ကိုပြောတာပါမိမိဖွဲ့စည်းကဒီ data နဲ့ဘာလို့နှိစပ်ပြီးတော့ဘယ်လိုလှုပ်ဆောင်နိုင်တယ်လဲ E ဆိုတာ evidence ပါဒီချက်လက်တွေကိုထောက်ခံပေးမဲ့ခိုင်မာတဲ့သက်သေအထောက်အထား assessment data ရေးပေးရမှာဖြစ်ပါတယ်မြန်မာစင်ခေါ်မှုတွေနဲ့ကိုက်ညီမဲ့ smart ရည်မှန်းချက်ရေးသားခြင်းကျွန်တော်တို့ရဲ့စီမံချက်ရည်မှန်းချက်တွေဟာ smart ဖြစ်ရုံမကဘဲနဲ့မြန်မာအမြင်ပြင်ပဂရိအခြေအနေနဲ့ကိုက်ညီနေရပါမယ်ကျွန်တော်အမြဲတမ်းပြောနေတဲ့ smart ဆိုတဲ့အရာက S ဆိုရင်မှာ specific တိကျမှုကိုပြောတာပါမြုပ်နေနဲ့တိကျတဲ့အစုအဖွဲ့ကိုဖော်ပြဖို့ပါ M ဆိုတာ measurable ပါအလှူရှင်တက်ရိုက်မလာနိုင်ရင်တောင်အဝေးကနေစစ်ဆေးနိုင်တဲ့ remove verifiable အချက်လက်တွေကိုသုံးရမှာဖြစ်ပါတယ် A ဆိုတာ achievable ပါတွာလာခွင့်ကန့်သတ်ချက်တွေအတွက် contingency ကို15 to 20% ထည့်သွင်းနိုင်ပါတယ် R ဆိုတာ relevance ပါ HNPR ရဲ့မဟာရည်မှန်းချက်နဲ့ကိုက်ညီနေပါစေ T ဆိုတာ time bounds ပါပြိပခမြင့်မားလာတဲ့အခါမျိုးမှာခိတရပ်နားနိုင်မဲ့ mechanism တွေပါဝင်ရပါမယ်နောက်တစ်ခု theory of change အကြောင်းကိုဆက်ပြီးတော့ပြောပါမယ် theory of change မှာမိမိရဲ့ input အရင်းမြစ်တွေကနေ activity လှုပ်ရှားမှုတွေ output တိုက်ရိုက်ရလဒ်တွေ outcome အကျိုးဆက်တွေနဲ့နောက်ဆုံး impact အကျိုးသက်ရောက်မှုအထိအကျိုးအကြောင်းတည်ဆောက်ပုံကိုပြသရပါမယ်ဒီနေရာမှာအဓိကအရေးကြီးတာက key assumption ဖြစ်ပြီးတော့စီမံချက်ကာလအတွင်းပြိပခပုံမပြင်းထန်ပဲနဲ့တွာလာခွင့်အတိုင်းအတာတစ်ခုထိရရှိနေမယ်ဆိုတဲ့ယူဆချက်တွေကခိုင်မာနေရပါမယ် log frame ရေးဆွဲခြင်းနဲ့ remove monitoring အကြောင်းကိုဆက်ပြီးတော့ကြည့်ရအောင်ပါနေမြေမတည်ငြိမ်မှုတွေကြောင့်တိုက်ရိုက်တွားရောက်စစ်ဆေးနိုင်ဖို့ခက်ခဲတဲ့စီမံချက်တွေအတွက် log frame ရေးဆွဲတဲ့အခါတ
တက်တေပြနိုင်တဲ့အရင်းမြစ် verification source ဟာအလွန်အရေးကြီးပါတယ်ဖုန်းကတစ်ဆင့်မေးမြန်းတာတိုင်ဝမ်ကတာဝန်ရှိသူတွေဒါမှမဟုတ်တတိယအဖွဲ့အစည်း TPM စတာတွေနဲ့အဝိတ်ကစစ်ဆေးနိုင်မဲ့နီလန် remove verification method ကိုတိတိကျကျရေးပြီးရပါမယ်နောက်တစ်ခုပြောင်းလဲလွယ်တဲ့ပတ်ဝန်းကျင်တွေစီမံချက်ရေးဆွဲခြင်းမြန်မာနိုင်ငံမှာစီမံချက်အောင်မြင်ဖို့ adaptive programming လိုက်ရောညီထွေမှုရှိသောစီမံချက်ရေးဆွဲခြင်းမူ၅ချက်ရှိပါတယ်နံပါတ်1အနေနဲ့ modularity ပါတစ်စိတ်တစ်ပိုင်းစီမံချက်တစ်စိတ်တစ်ပိုင်းရက်ခဲ့တော့စီမံချက်တစ်ခုလုံးပျက်စီးမသွားဖို့ထိန်းသိမ်းခြင်းနံပါတ်2အနေနဲ့ pre-positioning ပါပစ္စည်းတွေကိုလုံခြုံတဲ့ data တွေမှာကြိုတင်ပြီးတော့စုဆောင်းတာနံပါတ်3 trigger protocol ပါအခြေအနေတွေပြောင်းလဲခဲ့ရင်ငွေသားအကူအညီအဖြစ်ပြောင်းလဲတာနံပါတ်4အနေနဲ့ community agents data ခံဝန်ထမ်းတွေကိုအသုံးပြုတာနံပါတ်5အနေနဲ့ learning loops ပါလစဉ်3လတစ်ကြိမ်စီမံချက်ပြန်လေသုံးသပ်ခြင်းတို့ဖြစ်ပါတယ်ဦးစားပေးအကူအညီလိုအပ်တဲ့သူတွေကိုကျွန်တော်တို့သတ်မှတ်ရပါမယ်ဆိုတော့ target သတ်မှတ်တဲ့အခါကျွန်တော်တို့တိုက်ရိုက်အကျိုးခံစားခွင့်ရှိသူ direct beneficiary နဲ့တွဲဝိုက်အကျိုးခံစားခွင့်ရှိသူ indirect beneficiary တွေကိုတိကျစွာခွဲခြားရပါမယ်ဒါအပြင်အမှန်တကယ်အကူအညီလိုအပ်နေတဲ့အမျိုးသမီးဦးဆောင်တဲ့အိမ်ထောင်စုတွေအသက်9နှစ်အောက်ကလေးငယ်ရှိတဲ့အိမ်ထောင်စုတွေမတန်ဆွမ်းသူတွေလူနည်းစုတွေကိုဝန်ဆောင်တဲ့နှုတ်တိုက်မိခင်တွေကိုဦးစားပေးဆက်လွှတ်မဲ့စံနှုန်း vulnerability criteria ကိုရှင်းလင်းစွာထည့်သွင်းရပါမယ်ဘေးအန္တရာယ်နဲ့တွာလာခွင့်ဇုံတွေကိုသတ်မှတ်ခြင်းမြန်မာနိုင်ငံရဲ့စီမံချက်နေမြေတွေကိုဘေးကင်းမှုပေါ်မူတည်ပြီးတော့ဇုံလေးခုခွဲခြားထားပါတယ်တည်ငြိမ်မှုရှိတဲ့နေမြေတွေကို green zone လို့သတ်မှတ်ထားပြီးတော့စင်ခေါ်မှုအနည်းငယ်ရှိတဲ့ data တွေကိုတော့ yellow zone လို့သတ်မှတ်ထားပါတယ်တိုက်ပွဲတွေဖြစ်ပွားနေပြီးတော့ local ဖွဲ့အစည်းနဲ့ဆောင်ရွက်လို့ရတဲ့ data တွေကို green zone လို့သတ်မှတ်ထားပါတယ်ဝင်ရောက်ခွင့်လုံးဝမရှိဘဲနဲ့စောင့်ကြည့်ခြင်းကိုသာပြုလုပ်နိုင်တဲ့ data တွေကိုတော့ black zone လို့သတ်မှတ်ထားပါတယ် proposal မှာမိမိလှုပ်ဆောင်မဲ့နေမြေရဲ့ risk metric နဲ့ boundary short ချရေး Nilan mitigation plan တွေကိုပွင့်လင်းမြင်သာစွာနဲ့ဖော်ပြပေးရပါမယ်နောက်တစ်ခုက mails နဲ့ AAP ပါအကန့်အသတ်ရှိတဲ့နေမြေတွေမှာ mails လုပ်ငန်းစဉ်အတွက် Cobos Toolbox လို့ offline အသုံးပြုနိုင်တဲ့ mobile အချက်လက်ကောက်ယူစနစ် Signal Viber လို့လုံခြုံစိတ်ချရတဲ့သတင်းအချက်လက်ပေးပို့စနစ်နဲ့ TPM တွေကိုသုံးနိုင်ပါတယ်ဒါအပြင် AAP accountability to affected population အတွက်လျှို့ဝှက်တိုင်ကြားနိုင်မဲ့အကြံပြုချက်တွေ hotline တွေထားရှိပေးရပါမယ်တိုင်းတာလို့မရတဲ့အညွှန်းကိန်းဟာမရှိတာထက်ပိုဆိုးတယ်ဆိုတော့ golden rule ကိုလည်းပဲမှတ်ထားရပါမယ်အကာအကွယ်ပေးရေး gender နဲ့ပါဝင်ပတ်သက်ခွင့်စီမံချက်တိုင်းမှာ protection gender and inclusion PGI ကိုပေါင်းစပ်ထည့်သွင်းရပါမယ်အကူအညီပေးဝေတဲ့နေရာမှာအမျိုးသမီးတွေမတန်ဆွမ်းသူတွေဘေးကင်းစွာလာရောက်နိုင်ဖို့စီစဉ်တာ GVB လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုရှော့ချရေးနည်းလမ်းတွေပါဝင်စေတာနဲ့ PSEA မူဝါဒတွေကိုဝန်ထမ်းတွေကိုလေ့ကျင့်ပေးတာတို့လိုအပ်ပါတယ်အထူးသဖြင့်စကိုင်းကချင်နဲ့ကြရတို့လိုပြည်ပခဒေတာတွေအတွက် MRE ကိုထည့်သွင်းရေးဆွဲခြင်းမရှိဘူးဆိုရင် MHF အလှူရှင်တွေက proposal ကိုပယ်ချနိုင်တဲ့အထိအရေးကြီးပါတယ်မြန်မာပကတိအခြေအနေနဲ့ကိုက်ညီတဲ့ budget ရေးဆွဲခြင်း budget ရေးဆွဲတဲ့အခါစီမံချက်ရဲ့တိုက်ရိုက်ကုန်ကျစရိတ် program cost ကို 45 to 60% ထားပြီးတော့ကုန်စည်နှုန်းမြင့်မားမှုတွေ contingency 15% အထိကျွန်တော်တို့စဉ်းစားထည့်သွင်းလို့ရပါတယ်မြန်မာနိုင်ငံရဲ့ဘဏ်လုပ်ငန်းခက်ခဲတွေအတွက် cash carrier SOP တွေသုံးစွဲဖို့ငွေလဲနှုန်းအပြောင်းလဲအတွက်15% FX buffer ထည့်ဖို့ပို့ဆောင်ရေးကုန်ကျစရိတ်3ဆကနေ5ဆအထိတက်နိုင်တာကိုထည့်သွင်းစဉ်းစားဖို့နဲ့တတိယအဖွဲ့အစည်းစစ်ဆေးခစရိတ်တွေကိုတည်တံ့ဘတ်ဂျက်လိုက်ဖြစ်ထည့်သွင်းဖို့လိုအပ်ပါတယ်နောက်ဆုံးနှီးကုန်းချုပ်အနေနဲ့ကိုယ့်ရဲ့ proposal တစ်ခုမတင်မီ SAPE အချက်လက်တွေခိုင်မာမှုရှိမရှိ theory of change နဲ့ smart ကြီးမှန်းချက်တွေကိုက်ညီမှုရှိမရှိ risk register နဲ့ protection အပိုင်းတွေပါဝင်မှုရှိမရှိ executive summary ကိုစကလုံးရေ400ကနေ600တွင်လိုရင်း
တိုရှင်းရေးသားထားခြင်းရှိမရှိစစ်ဆေးရပါမယ် proposal ဆိုတာကိန်းဂဏန်းတွေရဲ့နောက်ွယ်မှာရှိတဲ့ထိခိုက်ခံလူထုတွေကိုကျွန်တော်တို့ပေးအပ်နေတဲ့ဂတိကဝတ်ဖြစ်တဲ့အကြောင်းကိုအမြဲတတိယနေပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မေးမြန်းလိုတာတွေရှိခဲ့တဲ့ဆိုရင် chat box ဒါမှမဟုတ် comments box ကနေတဆင့်မေးမြန်းနိုင်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေ